ဘေဂျင်းရဲ့ရာသီဥတုကလည်းတနေ့ကိုမိုးရီကိုအုံမိုင်းနေရောပဲအခန်းထဲမှာနေရပြင်းလာပြီဒီနေ့တော့တနေ့ရရအောင်သွားလေအောင်မှာပါအော်သိပြီဒီနားလေးမှာပန်းမျိုးစုံငှက်မျိုးစုံလက်မှုပစ္စည်းတွေမျိုးစုံပြီးတော့ငါးမျိုးစိတ်မျိုးစုံရှိတဲ့ဈေးရှိတာပဲအဲ့ဒီကိုသွားပြီးတော့ရှောက်လရင်လေးလာကြည့်မယ်ကဲသွားကြည့်ကြအောင်နော်ကဲရောက်ပါပြီခင်ဗျာဒီအဆောက်အဦကြီးကအပြင်ရကြည့်လိုက်ရင်တော့တာမန်လို့ထင်ရပေမဲ့အထဲကိုဝင်ကြည့်လိုက်မယ်ဆိုရင်တော့တကယ်ကိုပဲစိတ်ဝင်စားစရာကောင်းတဲ့အရာတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလေကားတစ်လေအတိုင်းပဲဆင်းသွားလိုက်လို့ရှိရင်စတွေ့ရပါပြီပန်းပင်လေးတွေပါခင်ဗျာကဲနှင်းစီပန်းလို့ပန်းပင်လေးတွေတွေ့ရပါပြီဒီပန်းလေးတွေကဒါရိုးရိုးပန်းလေးတွေပဲရှိပါသေးရဲ့နော်ကဲအထဲမှာဘယ်လိုမျိုးစမ်းပြားတဲ့ပန်းတွေအလှအပတွေနဲ့ဘယ်လိုများရှိမလဲဆိုတာကိုတော့ကျွန်တော်တို့သွားကြည့်ရအောင်ကဲကျွန်တော်တို့စဝင်ချင်းမှာပဲလှပတဲ့ပန်းတွေကိုစပြီးတော့တွေ့ရပါပြီခင်ဗျာကဲအခုလိုမွေးရင်နဲ့အသင်းပြန့်ပြီးတော့လှပနေတဲ့ပန်းကလေးတွေကိုကျွန်တော်နဲ့အတူတူလေ့လာပြီးတော့ကြည့်ရှုခန်းစားကြရအောင်နော်ဒီနေရာလေးကတော့ဘေကျင်းမြို့ရှိကျင်ရှန်လူကူလမ်းပေါ်မှာရှိတဲ့ရွှေချွန်ပန်းငှက်ငါးနဲ့လက်မှုအမှုပညာပစ္စည်းတွေရောင်းချတဲ့ကုန်တိုက်မှာပဲဖြစ်ပါတယ်။ရောက်ဖြစ်ခဲ့ရင်တော့ကျွန်တော်လိုက်ဖို့ပေးပါရစေခင်ဗျ။ကဲအားလုံးမြင်တွေ့ရတဲ့အတိုင်းပါပဲခင်ဗျ။ပန်းတွေကတော့မျိုးစုံပါပဲခင်ဗျ။ဘွန်ဆိုင်ပင်တွေလည်းအများကြီးပဲတွေ့ရပါတယ်ခင်ဗျ။ကျွန်တော်ကတော့ပန်းမျိုးစားတွေအားလုံးကိုတိကျတော့မမှတ်မိပါဘူးခင်ဗျ။ကျွန်တော်သိရသလောက်တော့လီလီစပယ်တစ်ခွဒီလိုမျိုးပန်းတွေတော့ကျွန်တော်မှတ်မိပါတယ်ခင်ဗျကဲဒီတော့ပန်းတွေကိုချစ်မြတ်လို့တန်ဖိုးထားတဲ့ချစ်တော်တို့အတွက်ကျွန်တော်ပန်းလက်ဆောင်လေးပေးပါရစေအားလုံးပဲကိုကြိုက်တဲ့ပန်းရဲ့နာမည်လေးတွေကိုဖုန်းမမှာချရေးပေးဖို့ဖိတ်ခေါ်ပါရနော်တစ်ချိန်ချိန်မှာကျွန်တော်ကပန်းလက်ဆောင်လေးပေးချင်လို့ပါခင်ဗျဒါပေမဲ့ပန်းပေးရင်အလန်းဝေးရလို့တော့မပြောချင်တော့စတာပါခင်ဗျကဲအခုတော့အားလုံးကိုနှုတ်ဆက်ပါတယ်အားလုံးပဲပန်းလေးတွေလို့ထာဝစင်မွေးပြက်လန်းဆန်းပါစေလို့စုမုံကောင်းလေးတောင်းပေးလိုက်ပါရနော်